6ကျောင်းရောက်ရင်လာမယ် SCN မြတ်တာရွှေပြည်မိကွာပါ idea ကိုပိုင်ကျောင်းမြတ်တာရွှေပြည်အလကား6 SCN ကျွန်တော်တို့ရဟာဆယ်လုံးတော့မှဖြစ်တဲ့အတွက်ခက်တွတ်ခက်မြန်လေးကျောင်းထဲမှာရောက်နေတဲ့ကစားသမားရောဆရာဆရာမများရောကျေးဇူးပြု၍ခက်မြန်လေးကြာနေခဲ့တဲ့ကျောင်းတွေလာပေးကြပါမြတ်တာရွှေပြည် SCL idea အဲ့ကျောင်းတွေကြာနေပါတယ်ဒီဘက်ကိုလာမယ်ဟိုကလေးတွေဒီဘက်ကိုလာဘယ်ကျောင်းရလဲဒီဘက်ကိုလာအလကား6မရောက်သေးဘူးလားမြတ်တာရွှေပြည်ရောက်ပြီ idea SCL ကိုပိုင်ကျောင်းအလကား6 idea ကိုပိုင်ကျောင်းကျောင်း3ကျောင်းကျန်နေပါတယ်ဝိုင်းဒီဘက်စီတာမဟုတ်စီထားလိုက်တော့အမနောက်ကျောင်းနေမှာပဲစတော့မှာမို့လို့ဒီဘက်စီလိုက်တော့မိသားရှိပြီအဲ့မှာရက်တော့လေဘယ်တော့မှလို့မင်းမဟုတ်ဟိုကောင်အနောက်ကလူတွေကမရောက်မှာဆိုလို့စီထားလိုက်တော့လေ